ပရိုပီတီတဲ့စမင်းဒမ်နဲ့ကျော်စွာဝင်းရဲ့မတရားတဲ့ပွဲမတိုင်ခင်ကကျော်စွာဝင်းကိုနာမည်ကြီးုံပဲဘာမှမဟုတ်ပါဘူးလို့စတင်စင်ခိုးခဲ့တာစမင်းဒမ်တို့ဘက်ကပါကျော်ကြီးတို့ကလပ်ဘက်ကမချီနဲ့လို့အဲ့ဒါဆိုကျော်ကြီးနဲ့ထိုးမလားလို့ပြန်မေးတော့မှကျော်ကြီးရဲ့ထိုးချက်ပါဝါရီရော့သွားအောင်အကြံနဲ့135ပေါင်တန်းမှပဲထိုးမယ်လို့စွတ်အတင်းသတ်မှတ်ခဲ့တာပါFedEx ကတခြား fighter ဆိုရင်140ပေါင်တောင်ထိုးမယ်ဆိုတဲ့စမင်းဒမ်ကကျော်ကြီးနဲ့ကြာမှ135ပေါင်မှပဲထိုးချင်တာဟာတကယ်ကိုရည်ရွယ်ချက်ရှိနဲ့ကြောက်တွန်းခဲ့တာပါကျော်ကြီးကတော့ပရိုပီတီဆိုတာနဲ့ပဲအစာငတ်ခံပင်ပန်းကြီးစွာလေ့ကျင့်ခန်းလုပ်ပြီးအယိုးတွေအချောင်လိုက်မြင်ရတဲ့အထိဝိတ်ချပြီးတက်လာခဲ့ပါတယ်ဒါပေမဲ့135ပေါင်မဟုတ်ရင်မထိုးဘူးလို့ဇွတ်ပြောခဲ့တဲ့စမင်းဒန်ကိုကန်ကတော့စီးစစ်ဝိတ်ချိန်မှာ136ပေါင်ကျော်နဲ့ဝိတ်မဝင်ခဲ့ပါဘူးကျော်ကြီးကစိတ်တူကြီးမထိုးတော့ဘူးလို့ပြောခဲ့ပေမဲ့ FedEx တထေးကတောင်းဆိုလို့သာထိုးပေးခဲ့ရတာပါစင်ပေါ်ရောက်တော့လေဝိတ်ခိုးထားတဲ့လက်ကအကောင်ကတော်တော်ကြီးနေပြီးရွေချေရှိဝိတ်ချော်နဲ့လာထိုးတာတီတာလုံးပါလေပွဲစထိုးတော့လေဝိတ်ပူနဲ့ထိုးတဲ့လက်ကကွင်းထဲမှာမျက်နှာကိုလက်နဲ့ကားပြီးတကွင်းလုံးပတ်ပြေးနေတာပါပထမအချီနဲ့ဒုတိယအချီမှာကျော်ကြီးကအတင်းလိုက်ထိုးနေရတယ်လို့တတိယအချီမှာမင်းပဲ့မပြေးနဲ့ကွင်းလေလာထိုးလို့ခေါ်တာတောင်လုံးဝမလာရဲပါဘူးသုံးချီစလုံးကျော်ကြီးအပြတ်အသက်တာခဲ့ပါတယ်ဒါပေမဲ့ One Championship ရဲ့ထုံးစံအတိုင်းဘလောက်တာအလေးမထိုးနိုင်ရင်ထိုင်းကစားသမားကိုအနိုင်ပေးတဲ့အမှတ်ပေးစနစ်နဲ့လက်ခုအနိုင်ပေးလိုက်ပါတယ်ဒီပွဲမှာကျော်ကြီးအနေနဲ့1 year weight ခိုးနီးတွေပတ်ပြေးပြီးအမှတ်ယူတဲ့ညစ်ပတ်တဲ့ကစားပုံတွေကိုသင်ခန်းစာအများကြီးရခဲ့ပါတယ်။နောက်ကျော်ကြီးကိုဒီလိုထိုင်းကစားသမားမျိုးတွေနဲ့ထပ်မထိုးခိုင်းစေချင်တော့ပါဘူး